မင်္ဂလာပါခင်ဗျာလေဗန်ရုပ်တန်ရဲ့ football တော်ရှူစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်တို့ခုဆွေးနွေးသုံးသပ်ပြသွားမယ့်အကြောင်းအရာကတော့ Premier League ပွဲစဉ်1အပြီးမှာ Premier League ရဲ့ထိပ်သီးအသင်းတွေရဲ့ရှင်မန်ကစားခဲ့တဲ့ပွဲစဉ်တွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ပြန်လည်ဆွေးနွေးသုံးသပ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီစီဇန်မှာတော့ကျွန်တော်နဲ့အတူဆွေးနွေးဖို့အတွက် Eleven Sport ရဲ့အကြီးတန်း editor ကိုအောင်မင်းသက်ကိုဖိတ်ခေါ်ထားပါတယ်ကွန်ပန်နဲ့မင်္ဂလာပါဟုတ်ကဲ့ကျွန်တော်တို့ဒီ Premier League ရာသီစတယ်ပေါ့တချို့အသင်းတွေကတော့ရလက်ကောင်းတယ်တချို့အသင်းကြီးတွေကတော့ရလက်မကောင်းတဲ့ဖြစ်ခဲ့တယ်ပထမဆုံးကတော့ကျွန်တော်တို့လက်ရှိချန်ပီယံအာဆင်နယ်အသင်းကဒီတောက်ကြနေညစနေနေ့မနက်စောမှကန်နေအိမ်မှာကိုဗစ်ဖရီကိုနိုင်တယ်ပြီးတော့အာဆင်နယ်နဲ့ပတ်သက်ရင်ဒီပွဲမှာကောင်းတာတွေပြောစရာတော့များတယ်ဒါပေမဲ့ကျွန်တော်တို့နောက်မှလည်းဒီပြောရမယ့်အခြေအနေတွေများတဲ့အသင်းတွေပါတဲ့အတွက်အာဆင်နယ်နဲ့ပတ်သက်ရင်ဒီကိုဗစ်ဖရီကိုနိုင်သွားတဲ့ပွဲမှာအာဆင်နယ်ပြသခဲ့တဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့အခုဘယ်လိုမြင်လဲပြီးတော့ဒီကစားသမားတစ်ဆိုလို့ရှိရင်အသင်းနဲ့အတူတူအထိုင်ကျတာမြန်တဲ့အခြေအနေမျိုးတွေဖြစ်တယ်ဆိုတော့အာဆင်နယ်ပွဲနဲ့ပတ်သက်ပြီးတော့အခုဆွေးနွေးပြပါဦးဟုတ်ကဲ့အာဆင်နယ်ကတော့ပြောရမလဲလက်ရှိချန်ပီယံဆိုတဲ့ခြေစွမ်းကိုထပ်ဆက်ပြီးတော့ထိန်းထားနိုင်သေးတယ်ပေါ့နော်ထိန်းထားနိုင်တယ်ကစားသမားလည်းအပြောင်းလဲသိအများကြီးမရှိဘူးဘယ်တော့မှမလာပါပဲဘယ်လိုပြောမလဲ solid တယောက်ပဲအသက်ဝင်လာတဲ့သဘောမျိုးလားပေါ့နော်အဲ့ solid ကလည်းခြေစွမ်းမွေးတွေမှာရောအခုတို့ဒီယာစီပေါ့ community မှာလည်းပုံစံကောင်းပြခဲ့တယ်အခု Premier League ယာစီဖွင့်ပေါ်မှာလည်းပုံစံကောင်းပြခဲ့တယ်ပေါ့နော် solid ကဒီနွေယာစီမှရောက်လာတယ်ဆိုပေမဲ့လည်းဒီအသင်းသားတွေနဲ့လှည့်လည်မြင်မြန်အထိုင်ကျပြီးတော့ပေါ့နော်ပုံစံကောင်းပြသနိုင်ခဲ့တယ်ပြောမယ်ထူးထူးခြားခြားပြောမယ်ဆိုတသင်းလုံးကကောင်းတယ်အသင်းအာဆင်နယ်ဒီစုဖွဲ့မှုကကောင်းနေတော့မှဒီပုံစံကောင်းထိန်းထားနိုင်တော့မှကွင်းလဲရောနောက်တန်းကစားပုံနဲ့တော်တော်လေးတက်ရက်တယ်ဒီငိမ့်တော့မှပေါ့နော်ထူးထူးခြားထုတ်ပြီးပြောစရာဆိုရင်တော့ဇိုလစ်ပေါ့ဇိုလစ်ကတော့ဟုတ်ကဲ့ကျွန်တော်ဒီစနေနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ mathematics ရလဒ်တွေထွက်ခဲ့တယ်ဒီ Manchester United တင်ကဝေဘမှာ Hull City ကိုရှုံးပြီးတော့ကျွန်တော်တို့ဒီအပြောင်းလဲများစွာလုပ်ထားတဲ့ Spurs ကလည်းရှုံးတယ်ဆိုတော့ကျွန်တော်တို့ Manchester United နဲ့ပတ်သက်ပြီးတော့အခုအရင်ဆုံးမေးချင်တာကဒီ Manchester United ရဲ့ကွင်းလေအထိုင်ကတော့ကျွန်တော်တို့ဟုတ်ပါတယ်လူတစ်တွေနဲ့မလို့ကျွန်တော်တို့အဆင်မပြေသေးတဲ့အခြေအနေမျိုးမြင်ရတယ်ဒါပေမဲ့ပြီးခဲ့တဲ့ဒုတိယရာသီမှာပြခဲ့တဲ့ဒီ Manchester United ရဲ့ခြေစွမ်းကောင်းတွေဒီပွဲမှာမပြသနိုင်ခဲ့ဘူး။ဘာတွေကြောင့်မလို့မတရားတဲ့တင်ဒီလိုမျိုးရလက်တွေမကောင်းခဲ့တာလဲအခုဘယ်လိုမြင်လဲ။အဓိကချက်ကတော့ကွင်းလင်းအထိုင်သစ်ဖြစ်သွားပြီပေါ့နော်။ကွင်းလင်းအတွဲလုံးကအထိုင်သစ်ဖြစ်သွားတယ်။အဲဒီဟာလည်းအဓိကချက်ပေါ့။ဒါပေမဲ့လည်းပေးလိုက်တဲ့ကိုနှစ်ကိုလုံးကြည့်မယ်ဆိုလို့ရှိရင် service တွေကပဲပေးရတာ။အဲ့တော့ Manchester United ရဲ့အားနည်းချက်ကဒီ service တွေကိုကာကွယ်တဲ့နေရာမှာတော်တော်လေးအားနည်းနေတယ်ပေါ့နော်။ဒီဟာကိုလည်းသူတို့လောလောဆယ်မှာမပြင်နိုင်သေးဘူးပေါ့နော်။ပြီးတော့နောက်တစ်ချက်ကဒေါ်ကူပေါ့နော်။ဒေါ်ကူကဒီပွဲမှာတော်တော်ကြီးကိုပြောလူပိုတယောက်လိုပဲတိုက်စစ်လည်းမကူနိုင်ခန်းစစ်လည်းမကူနိုင်သူ့ကြောင့်ပဲမန်ချက်စတာယူနိုက်တက်ဒီကစားဘက်အတွဲဖက်တွေအခင်းချင်းတွေကတော်တော်လေးကိုပြတ်ခဲ့ရလို့တော့ပြောလို့ရတယ်ဟုတ်ကဲ့နောက်တစ်သင်းကတော့ကျွန်တော်တို့စပါပေါ့ကျွန်တော်တို့အပြောင်းရွှေ့တွေအများကြီးလုပ်ထားတယ်ကျွန်တော်တို့ဒီရာသီကြိုခြေစမ်းပွဲတွေမှာဆိုရင်လည်းတချို့ပွဲတွေမှာပုံစံကောင်းတွေပြထားတော့ကျွန်တော်တို့ဒီပွဲမှာတော်တော်လေးမျှော်လင့်ခဲ့ရတယ်ဒါပေမဲ့တော်တော်လေးစိုးတဲ့အခြေအနေနဲ့ရှင်းဆိုင်ခဲ့ရတယ်ဒီစပါနဲ့ပတ်သက်လို့ရှိရင်ရောအခုဘာတွေသူတို့ပြင်ဆင်မှုလိုသေးလဲဘာတွေအသင့်မဖြစ်သေးတဲ့အခြေအနေမျိုးတွေမြင်ခဲ့ရလဲအခုစပါကတော့ပြောရမယ်ဆိုရင်ရာသီခြေစမ်းပွဲမှာတော့ပုံစံကောင်းပြခဲ့တယ်ပေါ့နော်ပုံစံပြရလိုက်တယ်လည်းကောင်းတယ်ရှုံးပွဲတော့မရှိခဲ့ဘူးဒါပေမဲ့သူတို့အတွက်တကယ်လိုအပ်နေတာကတော့အခုကတော့အချိန်လိုပဲထင်တယ်အချိန်လိုအပ်နေတယ်ပြီးတော့နောက်တောင်မန်ကစားသမားလေးတို့တချို့ထပ်ဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့ဒီအတွက်ဖြစ်တယ်သူတို့မန်စီးတီးကမာမော့စ်ကိုတော့သူတို့ခေါ်ဖို့အတွက်ဖြစ်နေပြီပေါ့နော်ဟုတ်ကဲ့ဆိုတော့ကကြတော့မာမော့စ်သာရလိုက်မယ်ဆိုလို့ရှိရင်လည်းပို့ပြီးတော့အင်အားတော့ပိုတောင်းသွားမှာပေါ့နော်အဓိကတော့နောက်တန်းကလည်းအထိုင်ကအသစ်ခွင်းလဲရလည်းအသစ်အဲ့တော့အားလုံးကအသစ်ဆိုတော့ဒီဟာကိုတော့သူတို့အသားကျဖို့အတွက်တော့အချိန်ပေးရမှာတင်တယ်ဟုတ်ကဲ့အခုကျွန်တော်တို့ဆက်ပြီးတနင်္ဂနွေနေ့ရဲ့ပွဲစဉ်တွေအကြောင်းကျွန်တော်တို့ဆွေးနွေးမယ်ဆိုရင်ဒီ Man City အသင်းကကျွန်တော်ဘုံမောင်းနဲ့ရှင်ပြိုင်ကစားတယ်ဘုံမောင်းကပြီးခဲ့တဲ့ရာသီမှာဆိုလည်းကျွန်တော်တို့ဒီထိပ်တန်းအသင်းတွေအားလုံးဒုက္ခပေးခဲ့တဲ့အသင်းတွေဖြစ်တယ် Man City ကတော့ကျွန်တော်တို့ဒီနီးပြတ်မာစကာနဲ့ဒီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပွဲမှာဆိုလို့ရှိရင်နောက်ကနေလည်းလိုက်ကစားခဲ့ရတယ်နိုင်တော့နိုင်သွားတယ် Man City အသင်းကဒီ Pep Guardiola နောက်ပိုင်းကစားခဲ့တဲ့ဒါပထမဦးဆုံးဒီ Premier League ပွဲစဉ်မှာဆိုရင်ဘာတွေကွာခြားသွားတယ်လို့ထင်တယ်ပြီးတော့အဲ့လိုမျိုးဘာတွေပြောင်းလဲသွားတယ်လို့အခုမြင်တယ်အဓိကပြောင်းလဲသွားတာတော့အရင် Man City မဟုတ်တော့ဘူးပေါ့ဒါသိကြတယ်ဘာလို့ပွဲထွက်လာလူစင်းမှာလူစင်းကြည့်လိုက်တဲ့တော့တော်တော်အားတင်သွားတယ်ဘာအဲ့ဒါဆိုတော့ဂူဟီကိုကွင်းလယ်မှာအဲ့လီအန်နာဆန်နဲ့တွဲထားတယ်ပေါ့နော်တကယ်ဆိုလို့ရှိရင်သူတို့ရိုဒီနီယာသူတို့အစားမထုတ်နိုင်သေးဘူးဒါပေမဲ့လည်းဂူဟီကိုကွင်းလယ်နေရာမှာတက်ပြီးကစားထားတဲ့ဆိုတော့ဘယ်လိုပြောရမလဲ Man City ရဲ့ကစားကွက်အခင်းချင်းထဲမှာနောက်ခံလူတွေအများများနေတယ်ပြီးတော့ဒီနောက်တစ်ခုမာစကိုင်းအကြီးမားဆုံးပြောင်းလဲရကြတော့ဗာလေ O'Reilly ကိုအတက်ကင်မီဖီးနေရာမှာသူပြောင်းထားတယ်ပေါ့နော်ဒါပေမဲ့ O'Reilly ကတော့မဆိုးပါဘူးကစားပုံတော်တော်လေးလည်းယုံနိုင်တယ်တိုက်ဆက်မှာလှုပ်ပြီးတော့ပေါ့နော်ဘုံမောက်ကစားသမားတွေလည်းဖျဲပြီးကစားနိုင်တယ်ပေါ့နော်အဓိကတော့ဘယ်နေရာတွေအားနည်းချက်ဖြစ်သွားလဲဆိုရင်အရင်လိုမျိုး Man City ဒီဘောလုံးကို PPCC ကင်ပြီးတော့တိုက်ဆက်ကနေတစ်ချိန်လုံး
တိုက်နေတယ်တည်မှာကိုအချိန်မျိုးရနိုင်တယ်ဆိုတော့ခံစားချက်မျိုးတော့နည်းနည်းလျော့သွားတယ်အဆုံးသက်ပိုင်းတွေလည်းနည်းနည်းလိုအပ်ချက်ရှိနေတယ်ဟုတ်ကဲ့ဒါပေမဲ့ဒီသူတို့ဒီဥဆောင်ကိုပေးထားရကနေဒုတိယပိုင်းမှာနှစ်ကူပြန်ပြီးတွင်းနေပေါ့လေဒီပေါ်မှာရောဘယ်လိုမျိုးကိုမြင်နေချက်ကြီးဆိုလို့ရှိရင်နှစ်ကူဖန်တီးပေးသွားတယ်ပေါ့ချက်ကြီးဝင်လာခြင်းကဒီမန်စီးတီးတင်းရဲ့တိုက်စစ်အပြောင်းလဲအတွက်ဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိလဲတေချာတော့ပေါ့ချက်ကြီးကိုထည့်လိုက်တဲ့ဆုံးဖြတ်ချက်ကတော့အယမ်းမှန်တယ်ချက်ကြီးဝင်လာမှပဲမန်စီးတီးရဲ့တိုက်စစ်အခင်းချင်းတွေအုံပြောင်းသွားတယ်ဟိုလမ်းကြောင်းတွေလည်းပူပွင့်လာတယ်ပေါ့နော်ဟိုကိုသွင်းသားတာတော့ဟိုနှစ်ယောက်လုံးကတော့နောက်တန်းဆိုပေမဲ့လည်းဒါပေမဲ့ဒီကစားကွက်အခင်းချင်းတွေထဲမှာချက်ကြီးကအများကြီးပဲတက်ရောက်မှုရှိခဲ့တယ်ပေါ့ဟုတ်ကဲ့အဲဒီနောက်တစ်ပွဲကတော့ကျွန်တော်နယူကာဆယ်နဲ့လီဗာပူးအကြောင်းကျွန်တော်တို့ပြောချင်တယ်နယူကာဆယ်ကလည်းဒီကျွန်တော်တို့ဒီသူတို့ရဲ့အဓိကကွန်လက်အထိုက်ဖြစ်တဲ့တိုနာလီရောဂရီမာရစ်ကိုသူတို့အသင်းအနေနဲ့လှက်လွတ်ထားခဲ့ရတယ်ဒီလီဗာပူးအသင်းကဆိုလို့ရှိရင်တို့နီးပြတဲ့နဲ့ဒီအပြောင်းလဲကြီးလေးကျွန်တော်တို့ရှိနေတယ်ဒီနှစ်သင်းရဲ့ဒီအပြိုင်မှုမှာဒီလီဗာပူးအသင်းနောက်ဆုံးမိနစ်မှာရတဲ့ပယ်နတီနဲ့ချီပါကူရခဲ့တယ်ဆိုပေမဲ့ဒီနှစ်ပွဲမှာဆိုလို့ရှိရင်ရောအခုဘယ်လိုမျိုးတုံးသက်ခြင်းလဲလီဗာပူးအသင်းဒီနှစ်မှာရောဒီပရီးမီးယားလိချန်ပီယံဆုအတွက်ဆင်ကွန်နိုင်တဲ့အခြေအနေရှိလားအခြေအနေထပ်ယူအောင်မလားပြောမယ်ဆိုရင်အဲ့ဒီပွဲမှာကနှစ်သင်းလုံးနီးပြတဲ့နေတယ်ပေါ့နော်နှစ်သင်းလုံးနီးပြတဲ့နေပွဲထွက်လာတယ်နှစ်သင်းလုံးတော့ကတော့အချိန်လိုအပ်တာတော့မှန်တယ်ဒါပေမဲ့ဟိုပွဲမှာကစားသွားတဲ့ကစားပုံကြည့်ရမယ်ဆိုရင်တော့နယူကာဆယ်ကပို့ပြီးတော့ဟိုနီးပြတဲ့နဲ့အံဝင်နေတဲ့ပုံစံမျိုးမြင်ရတယ်ကစားပုံအရင်နယူကာဆယ်လိုပဲမမကြောကြောနဲ့ကစားနိုင်တယ်ကောင်တာအတက်တွေကိုကောင်းကောင်းဖော်ဆောင်နိုင်တယ်ပေါ့နော်ဟိုလီဗာပူးမှာကတော့ကစားတာကဟိုညံ့လားဆိုတော့အရင်တော့ညံ့နေတာမဟုတ်ဒါပေမဲ့သူတို့ကစားပုံကလည်းရော်ဒီရွယ်ပုံစံမျိုးဖြစ်နေတယ်နည်းနည်းကြစ်ကြစ်လေးလေးမဖြစ်သေးဘူးပေါ့နော်ဟိုပီတာမူနော့စ်ကတော့ဟိုအားရစရာကောင်းတယ်ပေါ့နော်ပီတာမူနော့စ်ကစားသွားတဲ့ကစားပုံကတော့အားရစရာကောင်းတယ်ခန်းစကတော့ဟိုဗန်ဒိုက်ကအသက်ရလာတဲ့တစ်ပိုင်းနောက်ခန်းစလိုင်းမှာနည်းနည်းအမှားလေးတွေရှိတယ်ဒီပုံစံမျိုးမြင်ရတယ်ဟုတ်ကဲ့အဲကျွန်တော်နောက်ဆုံးပြောချင်တာကတော့ကျွန်တော်ဒီတနင်္လာညမှာကစားတဲ့ဒီဖူဟန်တင်းနဲ့ချက်စီတင်းတို့ရဲ့ပွဲစဉ်ပေါ့ဒီအလွန်ဆိုရဲ့ဒီချက်စီတင်းမှာဆိုလို့ရှိရင်ဒီတိုက်စစ်ကအင်္ဂလန်လူစင်တင်မှာချန်လက်ခံရတဲ့ဇာသမားတွေနဲ့အတူခြေစမ်းပြပြီးတော့ကျွန်တော်တို့ကိုးတွေရခဲ့တယ်ဆိုတဲ့အခြေအနေပေါ့ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီးတော့ကိုဘာများသုံးသပ်ချင်တာရှိမလဲအဓိကတော့အရင်ချက်စီတင်းတွေမှာမမြင်ခဲ့ရတဲ့တိုက်စစ်ကစားပုံပြန်မြင်ရတယ်လို့ပြောပါတော့နော်တိုက်စစ်မှာဆိုပါမာတော်တော်ကောင်းတယ်ဟိုမော်ဂန်ရောဂျာတော်တော်ကောင်းတယ်ဒါတော့မှသူတို့ကွင်းလမ်းမှာအဓိကကစားသမားပြောတဲ့အန်ဆိုတို့ကိုင်စီတို့မပါသေးဘူးတိုက်စစ်ကစားပုံတော်တော်ကြီးအားရတဲ့ကောင်းတယ်အချိတ်ဆက်တွေလည်းမိတယ်ဟိုအတိုးလှုပ်တွေလည်းကောင်းတယ်ဟိုအခွင့်အရေးလည်းသုံးသပ်နိုင်တယ်နော်အသုံးချနိုင်တယ်ပေါ့ဒါပေမဲ့တခုရှိတယ်အားနေချက်ကတော့နောက်တန်းနဲ့ခံစစ်ကိုကိုသမားပဲပေါ့နော်ကိုသမားကလည်းဟိုအရင်ကလေးကလည်းငကိုတွေကအမှားလုပ်တတ်တယ်ပေါ့နော်အခုပွဲမှာလည်းဒီလိုအမြောင်မျိုးထပ်မြင်ရတယ်နောက်တန်းကတော့နည်းနည်းလေးတော့အားနေချက်ရှိနေသေးတယ်ချက်စီအတွက်လိုအပ်ချက်ရှိတယ်ဟိုအင်အားဖြည့်မယ်ဆိုရင်တော့နောက်တန်းထပ်ဖြည့်အောင်မယ်ဟုတ်ကဲ့ပါကိုကျွန်တော်ဒီပွဲစဉ်တစ်ကတော့ပြီးသွားပြီပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီ Premier League ကကျွန်တော်တို့ tournament လို့ဒီကာလတူပြိုင်ပွဲမဟုတ်ဘူးကျွန်တော်တို့ယာတီ full season သွားရမှာဒီပွဲတွေကနေမှတစ်ဆင့်ဒီ champion ဘယ်သူဖြစ်မလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့အခုချိန်မှာတော့ကျွန်တော်တို့ဆုံးဖြတ်ချက်လို့မရသေးဘူးသုံးသပ်လို့မရသေးဘူးဒါပေမဲ့ဒီပွဲစဉ်တွေပြီးသွားတဲ့အချိန်မှာအခုအနေနဲ့ဒီအသင်းကြီးတွေကိုကြည့်ပြီးသွားတဲ့အခါမှာဘယ်အသင်းတွေကအခုအတွက်ဒီ champion စိန်ခေါ်ဖို့အတွက်အခုအဆင်သင့်ဖြစ်နေပြီလေဘယ်အသင်းတွေအချိန်ယူအောင်မလဲအခုဆွေးနွေးပြပါအောင်အဲ့လိုပြောမယ်ဆိုရင်တော့လက်ရှိချန်ပီယံအာဆင်နယ်ပဲနံပါတ်1မှာထားမှာပေါ့နော်။ဘာကြောင့်လဲဆိုတော့သူတို့ကပြီးခဲ့တဲ့နှစ်ပုံစံကောင်းထိန်းထားနိုင်တော့မယ်။စူးစီးမှုလည်းရှိတယ်။ကစားပုံအတူချင်းလည်းကောင်းတယ်ပေါ့နော်။အဲ့တော့ဟိုလက်ရှိနေထားရဆိုရင်တော့ပွဲစဉ်1မှာပြသခဲ့တဲ့ပုံစံဆိုရင်တော့အကောအာဆင်နယ်အသင်းကိုအားရဆုံးပဲ။ကျန်တဲ့အသင်းတွေကအဓိကတော့ဟိုဘယ်လိုပြောရမလဲ။ဒီပြတဲ့တွေနဲ့ဖြစ်နေတဲ့ဟာအဓိကအချက်ပဲနော်။ဒီကမြက်တဲ့တွေဖြစ်တဲ့ခါကျတော့သူတို့ဘယ်လိုပဲဖြစ်အချိန်ကိုလိုအပ်တယ်။ဒီပြတဲ့ရဲ့ဟိုဗီဒီယိုဟာတွေဟိုဘာဒီစနစ်ပိုင်းနေနေပေါ့နော်။အသားကြောက်ကိုလိုအပ်တဲ့အတွက်ဟိုကျန်တဲ့အသင်းတွေကမန်စီးတီးဆိုရင်လည်းနိုင်မွေးရသွားတယ်ဒါပေမဲ့အားရစရာအရင်မကောင်းသေးဘူးဒီဘာဘူးလည်းအတူတူပဲဟိုချက်စီးလည်းနိုင်မွေးရတယ်ဒါပေမဲ့အားနည်းချက်တွေတော့ရှိနေတော့မယ်ဆိုတော့ဟိုကျန်တဲ့အသင်းတွေတော့ကိုအရင်ကြီးတော့ဟိုမဖြစ်ဘူးပေါ့နော်အရင်အားမရသေးဘူးပဲပြောမှာဟုတ်ကဲ့ပါအခုလိုမျိုးပြည့်ပြည့်စုံစုံဆွေးနွေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်တို့ခုဆွေးနွေးသုံးသပ်တင်ဆက်ပေးခဲ့တာကတော့ Premier League ပွဲစဉ်1အပြီး Premier League ထိပ်သီးအသင်းတွေရဲ့ပွဲစဉ်တွေအကြောင်းကိုကျွန်တော်တို့ပြန်လည်ပြီးတော့ဆွေးနွေးသုံးသပ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ပြည်သက်တွေအားလုံးကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ